မျိုးอ่ะယောက်ျားလေးဆိုသိနေပြီဘာလဲဆိုတာသိနေပြီလေဘလို့ကြီးပြောလိုက်တာလဲလို့ဩအေးပါကွာအိုင်းမှာတော့ကယ်ရီမောင်းကျင်သွားပြီ ก็ไม่เอาใหม่ปะ เอาอะไรอ่ะ ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အောင်စေပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြန်လည်ပြောပြပေးသွားမှာကတော့သူတော်ကောင်းဆိုင်ကယ်ဒီသမားကိုမြှူဆွဲခဲ့တဲ့ main ကလေးရဲ့အကြောင်းကိုကျွန်တော်ပြန်လည်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်အခုဒီဗီဒီယိုထဲမှာတွေ့နေရတဲ့ main ကလေးရဆိုရင်ညဘက်ရီဈေးသွားပြီးတော့ကယ်ဒီသမားတစ်ယောက်ရဲ့ဆိုင်ကယ်ကိုငှားပြီးပြန်လာခဲ့ပါတယ်အိမ်ရောက်တဲ့အခါမှာတော့ဆိုင်ကယ်ဒီသမားကိုပစ္စည်းတွေအများများလို့ပစ္စည်းတွေကိုအိမ်ထဲအထိတစ်ချက်လောက်လိုက်ပို့ပေးပါဆိုပြီးတောင်းဆိုခဲ့ပါတယ်အဲ့ဒါနဲ့ဆိုင်ကယ်သမားကလည်းပစ္စည်းတွေကိုယူပြီးတော့ main ကလေးရဲ့အိမ်ထဲကိုလိုက်ပို့ပေးခဲ့ပါတယ်အိမ်ထဲရောက်တဲ့အခါမှာတော့ဆိုင်ကယ်သမားကပြောတယ်ဒီနားလေးမှာပစ္စည်းတွေချထားခဲ့မယ်နော်လို့ပြောတဲ့အခါမှာတော့ကောင်းမလေးကပြောတယ်ဒီနေရာမှာမဟုတ်ဘူးအပေါ်ကအခန်းထဲကိုတစ်ချက်လောက်လိုက်ပို့ပေးပါဆိုပြီးပြောပါတယ်အဲ့ဒါနဲ့ဆိုင်ကယ်ဒီသမားကလည်းပစ္စည်းတွေကိုယူပြီးတော့ကောင်းမလေးရဲ့အခန်းထဲကိုပစ္စည်းတွေကိုလိုက်ပို့ပေးခဲ့ပါတယ်အပေါ်ကိုရောက်တဲ့အခါမှာတော့ကောင်းမလေးကအခန်းရဲ့တကားကိုဖွင့်လိုက်ပါတယ်ပြီးသွားတဲ့အခါမှာတော့သူ့လက်ထဲမှာကင်ထားတဲ့ပစ္စည်းအထုပ်တွေကိုအရင်ချလိုက်ပါတယ်ပြီးသွားတဲ့အခါမှာတော့ဆိုင်ကယ်ဒီသမားကသူ့လက်ထဲမှာကင်ထားတဲ့ပစ္စည်းတွေကိုကောင်းမလေးပစ္စည်းထားတဲ့နေရာမှာထားဖို့လှုပ်လိုက်တဲ့အချိန်မှာတော့ကောင်းမလေးကအခန်းတကားကိုအလင်းမြန်ပိတ်လိုက်ပါတယ်ပြီးသွားတဲ့အခါမှာတော့ဆိုင်ကယ်ဒီသမားကိုပြောတယ်ညီမပစ္စည်းတွေစုံလားမစုံလားဆိုတာကိုတစ်ချက်လောက်စစ်ကြည့်မယ်အကိုတစ်ချက်လောက်ထိုင်ဆောင်ပေးပါဆိုပြီးပြောပါတယ်အဲ့ဒါနဲ့ဆိုင်ကယ်ဒီသမားကလည်းရပါတယ်ဆိုပြီးထိုင်ဆောင်ပေးခဲ့ပါတယ်ပြီးသွားတဲ့အခါမှာတော့ကောင်းမလေးကပြောတယ်အကိုကိုတိုင်ဖို့အချိုးရည်တွေပါတယ်လည်းမရှိဘူးလို့ပြောပါတယ်အဲ့ဒါနဲ့ဆိုင်ကယ်ဒီသမားကလည်းပြန်ပြောတယ်ရပါတယ်ဘာမှမဖြစ်ဘူးပစ္စည်းတွေစုံမစုံဆိုတာကိုပဲတစ်ချက်လောက်စစ်ပေးပါဆိုပြီးပြောပါတယ်အဲ့ဒါနဲ့ကောင်းမလေးကလည်းသူဝယ်လာတဲ့ပစ္စည်းအိတ်တွေကိုကောက်ကင်ပြီးတော့စစ်ချင်းအောင်ဆောင်ခဲ့ပါတယ်ပြီးသွားတဲ့အခါမှာတော့ဆိုင်ကယ်ဒီသမားကိုလှမ်းပေးတယ်အကိုမှအိတ်မျိုးอ่ะယောက်ျားလေးဆိုသိနေပြီဘာလဲဆိုတာသိနေပြီလေပါလာဆိုပြီးမေးပါတယ်အဲ့ဒါနဲ့ဆိုင်ကယ်ဒီသမားကလည်းပြောတယ်ဘာအိတ်လဲအခုမှဘာအိတ်မှမရှိဘူးလို့ပြောပါတယ်အဲ့ဒါနဲ့ကောင်းမလေးကလည်းပြန်ပြောတယ်အိတ်လေအိတ်အဲ့လိုမျိုးပြောတဲ့အခါမှာတော့ဆိုင်ကယ်ဒီသမားကလည်းဘာအိတ်လဲအကိုနားမလဲဘူးညီမဘာကိုဆိုလိုတာလဲလို့မေးပါတယ်အဲ့ဒါနဲ့ကောင်းမလေးကလည်းညီမပြောတဲ့အိတ်ဆိုတာထုံရမ်းကိုပြောတာဆိုပြီးပြောပါတယ်ထုံရမ်းဆိုတာကတော့အဖော်ကိုပြောတာပဲဖြစ်ပါတယ်အဲ့ဒါနဲ့ဆိုင်ကယ်ဒီသမားကလည်းကောင်းမလေးကိုပြန်ပြောလိုက်တယ်အကိုကဘာအတွက်ကြောင့်အဖော်ဆောင်အောင်မှလဲဆိုပြီးကောင်းမဘလို့ကြီးပြောလိုက်တာလဲလို့ဩအေးပါကွာအေးပါမလေးကိုပြန်ပြောလိုက်ပါတယ်ဆိုင်ကယ်ဒီသမားအဲ့လိုပြောလိုက်တဲ့အခါမှာတော့ကောင်းမလေးကပြောတယ်အကိုလိုကယ်ဒီသမားဒီလိုအတွေ့အကြုံတွေရှိနေတာပဲဘာလို့မှလာပြီးမတိကျအောင်ဆောင်နေတာလဲဆိုပြီးကောင်းမလေးကဆိုင်ကယ်ဒီသမားရဲ့အင်ဂျီကိုလှမ်းချွတ်ပါတယ်အဲ့ဒါနဲ့ဆိုင်ကယ်ဒီသမားကလည်းကောင်းမလေးကိုပြောတယ်နင်ကအသားကိုလာမထီးနဲ့နင်ကကိုဘလို့လူမှတ်နေလဲဆိုပြီးကောင်းမလေးကိုပြောလိုက်ပါတယ်แหมก็ไม่ได้ทำอะไรพี่มานั่งก่อนแล้ว အဲ့ဒါနဲ့ကောင်းမလေးကလည်းဆိုင်ကယ်ဒီသမားကိုပြောတယ်အမေဘာမှတော့မလုပ်ရသေးဘူးဒီမှာလာပြန်ထိုင်ပါဆိုပြီးဆိုင်ကယ်ဒီသမားကိုပြောပါတယ်အဲ့ဒါနဲ့ဆိုင်ကယ်ဒီသမားကလည်းကဒီကအကိုကိုရှင်းပေးဆိုပြီးပြောပါတယ်အဲ့လိုပြောတဲ့အခါမှာတော့ကောင်းမလေးကဒီသမားကိုပြောတယ်ဘလောက်လဲဆိုပြီးပြောပါတယ်အဲ့ဒါနဲ့ဆိုင်ကယ်ဒီသမားကလည်းပြောတယ်ဈေးကနေဒီကိုလာတာ40ကျားတယ်လို့ပြောပါတယ်အဲ့လိုပြောတဲ့အခါမှာတော့ကောင်းမလေးကဒီသမားကိုပြန်ပြောတယ်วิ่งมาเหนื่อยๆก็ညီမမေးတာအကိုဝယ်မယ်ဆိုဘလောက်ပေးရမလဲဆိုပြီးမေးတာလို့ကောင်းမလေးပတ်စံမရအောင်ပါပတ်စံမရအောင်ပါလေအေးရအောင်ပတ်စံမရအောင်ပါအဲ့ဒါဒီကောင်ဘာတွေညင်းနေတာလဲဒါသိပြီဒီကောင်ခေါင်းပေါ်မှာကင်မရာတက်ထားတာအဲ့ဒါသူ့မိန်းမတက်ပေးလိုက်တာပဲဖြစ်မယ်ဟမ်အဲ့ဒါအကြောင်းပေါ့အဲ့လောက်ညင်းနေတာသူ့မိန်းမအိမ်ရောက်လို့ရှိရင်လေrecord တွေပြန်ကြည့်မယ်ဟာဒီနားမှာပိတ်လိုက်လို့ရှိရင်ဟာဒီနားမှာပျောက်နေတယ်ပေါ့တခုပျောက်နေတယ်ဒါဘာလောက်တာလဲဆိုဒီသမားကိုပြောပြီးတော့ဒီသမားကိုဝင်လုံးပါတယ်အဲ့ဒါနဲ့ဒီသမားကလည်းကောင်းမလေးကိုတွန်းထုတ်ပြီးတော့ငါမှမိန်းမရှိတယ်အခုလို့လှုပ်လို့မရဘူးလို့ပြောပါတယ်အဲ့လိုပြောတဲ့အခါမှာတော့ကောင်းမလေးအဲ့လိုပြောနေကြတဲ့ဟုတ်နေပြီသူ့မိန်းမတက်ပေးလိုက်တာဗျာဘာကြီးလဲလို့ဒါမှမဟုတ်ရင်တော့တကယ်သူတော်ကောင်းရင်ပဲတကယ်လေးစားတယ်တကယ်လေးစားတာပါတကယ်လေးစားတယ်ဒီသမားကိုပြန်ပြောတယ်ညီမတို့အခုလို့လောက်တာအကိုမိန်းမမတီးတာလာပါညီမနဲ့အတူတူပျော်ရအောင်ဆိုပြီးဒီသမားကိုဆွဲပါတယ်အဲ့ဒါနဲ့ဒီသမားကလည်းမင်းငါ့ကိုဒီကရှင်ပေးမင်းမဒီကရှင်ပေးဖို့မရှိဘူးဆိုလဲရတယ်ငါမယူတော့ဘူးငါပြန်တော့မယ်ဆိုပြီးလှုပ်တဲ့အခါမှာတော့ကောင်းမလေးကဒီသမားကိုမရမကဆွဲပါတယ်အဲ့ဒါနဲ့ဒီသမားကလည်းကောင်းမလေးရဲ့မြှူဆွဲတဲ့အန်ဒီရဲ့ကိုကြောက်တော့အိမ်ပေါ်ကနေဆင်းသွားခဲ့ပါတယ်အဲ့လိုနဲ့ကောင်းမလေးကလည်းဒီသမားကိုလုံးဝအလုံးမပေးပဲဒီသမားအောက်ဆင်းသွားတာတော့မှအောက်ထီကိုလိုက်ပြီးဆွဲနေခဲ့ပါတယ်နောက်ဆုံးမှာတော့ကောင်းမလေးကဒီသမားကိုမြှူဆွဲလို့မရမှန်တီးတဲ့အခါမှာတော့ဒီသမားကိုအခုလိုပဲပြောပါတယ်ท
ถ้าแบบนี้มันน่าเกลียดนะพี่ ရှင်ရဲ့လောက်ရတော်တော်လေးကိုမုံမိုးကောင်းနေဆိုပြီးပြောပါတယ်အဲ့လိုပြောတဲ့အခါမှာတော့ KD သမားကောင်းမလေးကိုပြန်ပြောတယ်မုံမိုးကောင်းတာမင်းလောက်ရလားငါလောက်ရလားဆိုပြီးပြောပြီးတော့ဆိုင်ကယ်သမားထွက်သွားခဲ့ပါတယ်ဟုတ်ကဲ့ပါကျွန်တော်အခုပြန်လဲပြောပြပြီးသွားတာကတော့သူတော်ကောင်း KD သမားကိုပြုဆွဲခဲ့မိတယ်မင်းကလေးရဲ့အဖြစ်ဖြတ်ကို ဒီဘရိုကတော့လုံးဝသူတော်ကောင်းကြီးတရားစင်မတင်နေ့တိုင်းရှစ်ခုရမှာအိပ်ပဲကို ပြန်လဲရိုက်ကူထားတယ်ထိုင်းပညာပေးဗီဒီယိုလေးကိုကျွန်တော်ပြန်လဲ ပညာ ပြောပြ ရေးတော့ ပြီး ရ သွား ပါ တာ တယ် ဖြစ်ပါ အဲ့ တ လို ယ် မျိုးလေးပညာပေးကြပါကျေးဇူးတင်ပါတယ်ကယ်ရီသမားတွေအနေနဲ့ဒီလိုမျိုးမှုကျွေးတဲ့ main ကလေးမျိုးနဲ့ကြုံရင်စိတ်မရိုင်းပဲရိုင်းရလည်းမှားနေတယ်စိတ်မရိုင်းပဲတောင်ကြဖို့ဒီကနေအကြံပေးလိုက်ပါတယ်ကယ်ရီသမားတွေကြည့်ထားပါကယ်ရီသမားတွေကိုတငယ်ချင်းတွေမှာကယ်ရီသမားတွေရှိရင်ဒါလေးတွေဝေးမျှပေးလိုက်ပါဟာလားစိတ်မရိုင်းပဲနဲ့အဲ့လိုမျိုးဟိုရှောင်ကြပါဘာကြီးတယ်လို့နင်းဟုတ်စားထိုင်းမှာအဲ့လိုကယ်ရီမောင်းလို့ရလားမြန်မာတွေကကယ်ရီမောင်းနေတဲ့လူရှိတာထိုင်းမှာအဲ့လိုမျိုးတွေ့ရတာတော့ကိုမတ်မှာကယ်ရီမောင်းတဲ့လူတွေရှိရင်မှတ်ပေးပါဦးထိုင်းမှာတော့ကယ်ရီမောင်းကျင်သွားပြီโอเคအဲ့လိုမျိုးသူတော်ကောင်းကြီးဖြစ်ချင်တာတကယ်ကသူတော်ကောင်းဖြစ်ချင်တာအဲ့လိုမျိုးတွေခြေချင်တာဗျာသိလားတမျိုးမထင်နဲ့တော့ခြေမှာကျွန်တော်ကအဲ့လိုမျိုးမရဘူးမိန်းမရှိတယ်အခုတော့မိန်းမတော့မရှိသေးပါဘူးဒါပေမဲ့မိန်းမရှိတယ်sorry ပဲညီမလေးအဲ့လိုခြေမှာ